유들리 나만요 벼야매 마이마이 무에 모네트리 나웨로 디웨 유들리 나만요 벼야매 마이마이 무에 모네트리 디웨로 디웨 유들리 나만요 벼야매 마이마이 무에 모네트리 디웨로 디웨 유들리 Kawanyo pyurame mai mai bowe mo tatui liwi lo yui yule Kawanyo pyurame mai mai bowe mo tatui liwi lo yui yule Kawanyo pyurame mai mai mowe mo tatuiလေဝေလို့တရွေယူတလေဒီတစ်ခါမှာတော့ဒီစိုင်းမို့ပြိပတ်တွေကြားထဲမှာလူပြောများလူကြိုက်များနေတယ်ပေါ့နော်လက်ရှင်တော်တချင်းလေးကိုစိုင်းမို့ဆိုတာနဲ့တခြားသူတွေဆိုတာဘာတွေကွာလဲဆိုတာကိုကျွန်တော်နှိုင်းရှင်းပြီးတော့ပြသွားမှာပါဒီ reaction လေးကစိုင်းမို့ကို blame တာမဟုတ်ပါဘူးအခြားအဆိုတော်တွေနဲ့စိုင်းမို့နဲ့ဘယ်လိုကွာလဲဆိုတာကိုပြချင်တာပါအဲဆိုရင်ဒါစိုင်းမို့ဆိုတာနဲ့အခြားအဆိုတော်တွေဆိုတာဘယ်လိုကွာလဲဆိုတာကိုကျွန်တော်တို့စပြီးတော့ကြည့်လိုက်အောင်နော်Don't see your love, yeah, leave it all to me. Don't see your love, the good way, and then me, yeah, man, love me. Oh, don't see your love, yeah, the good way. See you again. The good me, and me, yeah, me, so much more.နော်ဒီတချင်းကကျွန်တော်မြို့မငင်ရှိထားတဲ့မြို့မငင်ရဲ့ကဏ္ဍဝင်တချင်းပေါ့နော်နက်ရှင်တောင်ဒီနက်ရှင်တောင်တကယ်ကတော့ကျွန်တော်တို့ကလေဒီစင်းကိုကျွန်တော်အရင်တော့မသိခင်တုန်းကဒါကအစစ်သားတချင်းထင်နေရဗျနော်ဆိုတော့တကယ်ကြောင်မဟုတ်ဘူးနက်ရှင်တောင်ကသူ့ချေရတဲ့ဓာတုကလေးယာကိုဒီစစ်မြေပြင်ကနေပြီးလှမ်းပြီးတော့လွမ်းတဲ့တချင်းပေါ့ဗျနော်ဆိုတော့ကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်ရအောင်နော်ဒီနောက်ပိုင်းမှာကျွန်တော်ပြချင်တဲ့နေရာလေးရှိတယ်ဆိုင်းမိုးနဲ့အခြားအဆိုတော်တွေနဲ့နော်ဘယ်နေရာလေးကိုကလဲဘယ်နေရာပိုကောင်းလဲဆိုတာလေးပေါ့နော်ရှမ်းနန်းကွာလောက်ပဲအဲ့နားလေးမှာကြာတော့ရှေ့မှာကြာတော့တရေကောင်းလို့လဲဆိုကြတယ်သူရဲကောင်းလို့လဲဆိုကြတယ်ဟိုပါဗလဲဒီမန္တလေးသိန်းစော်တို့နော်ပြီးတော့ပီလာဖေကနေစတာပေါ့ဒီတချင်းကပီလာဖေကမူရင်းလို့ထင်နေဗျာနော်သူတို့ကတရေကောင်းလို့တော့ဆိုကြရဗျာနော်ဆိုတော့သူရဲကောင်းနဲ့တရေကောင်းကကျွန်တော်ဘယ်ဟာပို့ပြီးတော့အတန်ထွက်မှန်လဲတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဆိုတော့ဒီအတန်ထွက်အမှန်သိရလို့ရှိရင်comment မှာ share ပေးသွားပါဦးကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်ရအောင်နော်
ညိုပြိုတော့မေမိုင်းမိုင်းမောင်ဝေးမိုးတွေလေးဝေးလို့တရွေ့ရွေ့ယူလေတောင်းညိုပြိုတော့မေမိုင်းမိုင်းမောင်ဝေးမိုးတွေလေးဝေးလို့တရွေ့ရွေ့ယူလေ ကျွန်တော်ပြောချင်တာဒီနေရာလေးဗျာနော်အခုတောင်ကညိုပြိုတော့မယ်မှိုင်းမှိုင်းမှုံဝေဆိုတဲ့အပိုက်ကလေးပေါ့နော်အဲ့ဒီအပိုက်မှာဒီစမ်းရီမိုးနဲ့တခြားအဆိုတော်တွေဘာကြီးကွာလဲနော်ဘယ်နေရာတော့ဘလို့လေးလှလဲဆိုတော့ကိုကျွန်တော်ပြချင်တာပါဒါဆိုရင်ကျွန်တော်အခြားအဆိုတော်တယောက်ကိုလည်းနားထောင်ကြည့်ရအောင်နော် တောင်းမညူပြိုတော့မယ်မိုင်းမိုင်းမို့ဝေးမို့သက်တွေလေးဝေးလို့တရွေ့ရွေ့ယူကလေးတောင်းမညူပြိုတော့မယ်မိုင်းမိုင်းမို့ဝေးမို့သက်တွေလေးဝေးလို့တရွေ့ရွေ့ယူကလေး ဒါကြတော့အဆိုတော်ပြည်လာပေဆိုထားတာပါနက်ရှင်အောင်မြို့မကြီးရဲ့နက်ရှင်အောင်တခြင်းကိုဘူရင်းဆိုထားတဲ့အဆိုတော်ကြီးဖြစ်ပါတယ်ဆိုတော့ဒီအဆိုတော်ကြီးကတော့ဒီလိုမျိုးပုံစံဆိုတယ်ပေါ့နော်နောက်အဆိုတော်တယောက်ကဆိုင်းမိုးနဲ့ဘာကြီးကွာလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့နားထောင်ကြည့်အောင်ဒါကြောင့်လွှမ်းမိုးဆိုထားတာဗျလွှမ်းမိုးဆိုထားတဲ့တခြင်းတွေကတော်တော်ကောင်းတယ်ဗျပွဲကြိုက်ခင်မှာလည်းလွှမ်းမိုးကောင်းတယ်နော်ဆိုတော့လွှမ်းမိုးကမြန်မာအတန်ကိုပိုင်နိုင်ပြီးတော့အလွမ်းထက်ခံအတန်ပါတာလဲခုနေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လွှမ်းမိုးဆိုတာကိုတော့တော်တော်ကြိုက်တယ်ဗျာနော်မူရင်ဖီလာဖေကိုကြတော့ကျွန်တော်က respect ထားရမယ်ပေါ့ဆိုတော့နော်ဟိုကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘာလို့လဲဆိုတာတချင်းတစ်ပုတ်ကသူကနေပြီးတော့စပြီးဖြစ်တည်လာတာမလို့ပေါ့နော်ဆိုတော့လွှမ်းမိုးဆိုတာကဗျာတကယ်မိုက်တယ်လွှမ်းမိုးဆိုတာကတော့ကျွန်တော်ကြိုက်တယ်လွမ်းဓာတ်ခံအပြည့်ပဲဗျာဒီတချင်းကဟိုပြောမယ်ဆိုဗျာဒီခံစားတတ်တဲ့နှလုံးသားရှိတဲ့လူတွေဆိုရင်ပေါ့နော်မျက်ရည်ကျလောက်တဲ့တခြင်းဗျာနော်ဆိုတော့နောက်ဆိုတော့တယောက်ရဲ့တခြင်းကိုကျွန်တော်နားထောင်ကြည့်အောင်နော်ဆိုတော့ဒီလွှမ်းမိုးနဲ့ဆိုင်းမိုးနဲ့တော့ဘလို့ကွာလဲဆိုတာတော့နည်းနည်းတော့တစ်ချက်တတိထားမိမှာပေါ့နော် တောင်းညိုပြိုတော့မေမိုင်းမိုင်းမဝေးမိုးတဲ့တွေလေးဝေးလို့တရွေ့ရွေ့ယူလေတောင်းညိုပြိုတော့မေမိုင်းမိုင်းမဝေးမိုးတဲ့တွေလေးဝေးလို့တရွေ့ရွေ့ယူလေ ကောင်းလိုက်တာဗျာကောင်းလိုက်တာတကယ်ဥမာတကယ်ကောင်းတာဗျာနော်မန္တလေးသိန်းစော်ဆိုထားတဲ့နှက်ရှင်တော်ကျွန်တော်ကတော့ကျွန်တော်ရဲ့တကွေတခါရဆိုရင်တော့ဗျာဒီမန္တလေးသိန်းစော်ဆိုထားတော့ပို့ပြီးတော့ကြိုက်တယ်ဗျာတကယ်မှတကယ်ကောင်းတာနေနေရပဲဗျာတိကမန္တလေးသိန်းစော်နဲ့ဟိုကျွန်တော်ဒီတချင်းကဟိုအလိုက်ဆုံးလို့တော့မပြောချင်နေဗျာနော်ဆိုတော့တခြားသူတွေတော့မသိဘူးဟိုဆိုင်းမိုးနဲ့မန္တလေးသိန်းစော်နဲ့ကလည်းအတန်းသွားတူတယ်ဗျာတိရမလားဟိုဆိုင်းရီမိုးမှာဒီမန္တလေးသိန်းစော်ကိုပေါ့နော်လေးစားတဲ့စိတ်တွေအတူတူတဲ့စိတ်တွေပါတယ်နဲ့တူတယ်နော်ဆိုတော့ဟိုစုတုပြုပေါ့ဗျာဆိုင်းရီမိုးဆိုတဲ့ပုံစံကတော့နော်ဒီမန္တလေးသိန်းစော်ပုံစံမျိုးဆိုတာဗျာနော်နောက်ဆိုတော့တယောက်ကိုကျွန်တော်နားထောင်ကြည့်ရအောင်နော် တောင်းကညိုပြိုတော့မယ်မိုင်းမိုင်းဘုံဝေမိုးသက်တွေလေးဝေလို့တရွေ့ရွေ့ယူကလေးတောင်းကညိုပြိုတော့မယ်မိုင်းမိုင်းဘုံဝေမိုးသက်တွေလေးဝေလို့တရွေ့ရွေ့ယူကလေး ကောင်းလိုက်တာဗျာကိုမင်းအောင်ဆိုတာနော်ဆိုတော့ကိုမင်းအောင်ဆိုထားတာလေတကယ်မိုက်တယ်နော်ဒီအတန်တော့ဗျာအတန်ဖန်းတဲ့ဟိုအင်ဂျင်နီယာတွေအတန်ဖန်းစနစ်တွေကောင်းလို့မသိဘူးတိတတကိုအတန်ကောင်းနေဗျာနော်ဒီကိုမင်းအောင်ဆိုထားတဲ့ national မှာကြတော့ဒါပေမဲ့ခုနကမန်လေးသိန်းဆောင်နဲ့သွားရှင်မယ်ဆိုရင်ကြောက်ဗျာမန်လေးသိန်းဆောင်ဆိုတာကိုပဲကျွန်တော်အပူပြီးတော့ကြိုက်နေပေါ့ဗျာနော်ဟိုဆိုင်းရီမိုးနဲ့ကတော့ဘလို့ကွာမလဲတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ်နားထောင်ကြည့်အောင်ပေါ့နော်ဆိုတော့ဒီအတန်ကောင်းတိုင်းလေဟိုတချင်းနဲ့လိုက်ချင်မှလိုက်တာဗျာသိရမလားမန္တလေးသိန်းဆောင်နဲ့ကြတော့ဒီ national နဲ့ကလေတကယ်ဗျာတကယ်တော်တော်မိုက်တယ်လို့ပြောလို့ရရဲ့ဗျဆိုတော့နောက်တစ်ယောက်နားထောင်ကြည့်အောင်နော် တောင်းကညူပြိုတော့မယ်မိုင်းမိုင်းဘုံဝေးမို့သက်တွေလေးဝေးလို့တရွေ့ရွေ့ယူလေတောင်းကညူပြိုတော့မယ်မိုင်းမိုင်းဘုံဝေးမို့သက်တွေလေးဝေးလို့တရွေ့ရွေ့ယူလေ ဒါကတော့ဝင်းဦးရဲ့ style ပဲဖြစ်ပါတယ်နောက်အဆိုတော်တယောက်ကိုကျွန်တော်ထပ်ပြီးတော့နားထောင်ကြည့်အောင်မယ်ဗျာနော် တောင်းကညူပြိုတော့မယ်မိုင်းမိုင်းပုံဝေးမို့တတွေလေးဝေးလို့ရွေ့ရွေ့ယူကလေးတောင်းကညူပြိုတော့မယ်မိုင်းမိုင်းပုံဝေးမို့တတွေလေးဝေးလို့ရွေ့ရွေ့ယူကလေး ဝိုင်းလာမင်းအောင်လဲကောင်းတယ်နော်ဆိုတော့မြန်မာတန်ထဲမှာ
နောက်လူငယ်တွေထဲမှာပေါ့နော်နှက်ရှင်အောင်တချင်းကိုဆိုတာအကောင်းဆုံးလို့ပြောလို့ရတယ်ဗျာတချင်းတစ်ပုတ်ကမှုပေါ့နော်ခန်းစားတောက်ဝင်မှုကလည်းသူ့တချင်းမှာဗျာနော်ခန်းစားရတယ်ဗျာဆိုသူ့ရဲ့ပုံသူဆိုတဲ့ပုံစံလေးကလည်းမိုက်တယ်ဗျာကျွန်တော်သူကိုရဲ့ပုံစံလို့လည်းသဘောကျရပေါ့နော်ဆိုတော့နောက်ကိုစီသူဆိုထားရဲ့နှက်ရှင်အောင်ကိုလည်းနားထောင်ကြည့်အောင်ဗျာ တောင်းငါညိုပြိုတော့မေမိုင်းမုံဝေးမိုးသက်တွေလေးဝေးလို့တရွေယူသလေးတောင်းငါညိုပြိုတော့မေမိုင်းမုံဝေးမိုးသက်တွေလေးဝေးလို့တရွေယူသလေး ကိုစီသူဆိုတာကလည်းဆရာကြီးဗျာနော်မြန်မာတန်မှာဆိုရင်ဆိုတော့မြန်မာစတာကနေပြီးတော့နော်final ထိရောက်သွားတဲ့သူကfirst winner ရအလားမသိဘူးဗျာနော်ကျွန်တော်တိတ်တော့မှတ်မိတော့ဘူးနော်ကိုစီသူတို့ကြတော့စီကန်းတခြားအဆိုတက်တဲ့နေရာမှာတကယ်ဆရာကြီးကြာပေါ့ဗျာပြိုင်ပွဲတွေကတက်လာတာဆိုတော့နော်ကျွန်တော်အကြိုက်ဆုံးလို့တော့ကျွန်တော်မပြောသေးဘူးနော်ဆိုတော့အခုကျွန်တော်ဆိုင်းမှုဆိုထားတဲ့ national ကိုထပ်ပြီးတော့နားထောင်ကြည့်အောင်ဗျာ ချစ်တဲ့သူဓာရုကလေးရဆွေချင်းမြင်စစ်ထွဲဆဲတောင်းဘရင်မလေးတင်ရှာရှဒုလာတော့မှာနော်ပေါ်နွေလာလျင်စတဲ့ national ရဲ့ရှဒုပိုက်လာတော့မှာအဲ့မှာဒီဆိုင်းမိုးဆိုထားတာဘယ်လိုလဲဆိုတာနားထောင်ကြည့်ရအောင်နော်တခြားအဆိုတော်တွေရဲ့ရှဒုဆိုတဲ့နေရာကြီးတော့ကျွန်တော်မပြတော့ဘူး copyright မိမှာဆိုလို့နော်ဆိုတော့ဒီဆိုင်းမိုးကရှဒုဆိုတဲ့နေရာမှာဘယ်လိုနေလဲဆိုတာကိုကျွန်တော်ကြည့်ကြရအောင်နော်ပေါ်နွေလာလျင်တောင်းလာချင်းယူမင်းYou might say you can loveရတုနေရာမှာကျွန်တော် copyright မိမှာဆိုလို့เนาะတခြားအဆိုတော်တွေဘယ်လိုဆိုထားလဲဆိုတော့တစ်ချက်သွားကြည့်ကြည့်ပါเนาะဒီနေရာမှာလည်းနည်းနည်းကွာမယ်ထင်တယ်ဗျเนาะရတုဆိုတဲ့နေရာမှာဆိုင်းမူကအလားကိုဒီတတိထားပြီးတော့စိုးနေရတဲ့ပုံစံဖြစ်နေတာပေါ့เนาะဆိုတော့နောက်တစ်ခုကကျွန်တော်သိမပေါ်ဘူးပေါ့ဗျเนาะ
ကဲ့ပါဒီလောက်ဆိုရင်တော့ဒီမိသားလေးစိုင်းရင်မိုးနဲ့เนาะတခြားဆိုတော်တွေနဲ့ဘာတွေကွာဝါလဲဆိုတာကိုတတိထားမိရထင်ပါတယ်เนาะစိုင်းမိုးရဲ့စတိုင်ကကြတော့ဒီမန္တလေးသိန်းစော်နဲ့တွားပြီးတော့ဆင်တာပေါ့เนาะဒါပေမဲ့မန္တလေးသိန်းစော်ကိုနားထောင်ကြည့်လိုက် share ပဲဗျာတကယ်မိုက်တာတည်းစိုင်းမိုးလည်းမကောင်းလို့မပြောဘူးเนาะစိုင်းမိုးကကြတော့အခုနောက်တက်တဲ့ဇမင်းသားကြီးတွေမှာပေါ့เนาะနောက်တက်မဟုတ်ဘူးရှေ့ရဗျာဖိုးချစ်တို့စွမ်းစာနေတို့တောင်မှမဆိုရဲတဲ့တချင်းမျိုးပေါ့เนาะဒီတချင်းကလက်ရှင်အောင်ဟိုဆိုတာတချင်းခန္ဓာဝင်တချင်းပေါ့နော်ဆိုတော့စိုင်းမိုးကရေဝုန်းကိုစူချပြသွားတာပေါ့နော်ဆိုတော့အများကြီးလဲမင်းသားလေးကစူးစမ်းထားတယ်နော်သူကဒီမန္တလေးသိန်းစောစိုးနေတလားတော့မှအောင်မရရတယ်ပေါ့နော်ကျွန်တော်ရဲ့ personal ရပေါ့နော်ကျွန်တော်အကြိုက်ဆုံးကတော့ကျွန်တော်ကဒီလွှမ်းမိုးကြိုက်တယ်ပြီးတော့ကျွန်တော်မန္တလေးသိန်းစောဆိုတာလည်းတော်တော်ကြိုက်တယ်ဗျာခုနကတောင်းကညို့ပြိုတော့မဲဆိုတာအဲ့အပိုက်မှာလေမန္တလေးသိန်းစောဆိုတာအကောင်ဆုံးလို့တော့မှကျွန်တော်ထင်နေဗျအဲ့နာဆိုရင်ဒီခဲဗျမျက်ရည်တော်မှကြာချင်တယ်အဲ့လောက်ထိကောင်းတယ်ဗျနော်နောက်ကြတော့ဒီဝိုင်းလာမင်းအောင်ဆိုတာလဲလူငယ်ထဲမှာဆိုရင်ဗျာဒီကိုစီတူဆိုတာနဲ့ဆိုနှိုင်းရှင်ကြည့်လိုက်ပေါ့နော်ဆိုတော့ဒီရင်နဲ့ထိတယ်ဗျာအဲ့လိုမျိုးခံစားရတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်စိုင်းမိုးကတော့ဒီရထုနေရာလေးတွေကတော့အဲ့အားမလို့အားမရလေးဖြစ်တယ်ပေါ့နော်ရထုဆိုတဲ့နေရာလေးမှာဆိုသူ့အတန်နဲ့ကီးနဲ့ပေါ်လဲမူတီမယ်ပေါ့နော်အိုင်နာလေးဟိုအတန်သိမ့်မပေါ်ဘူးလို့တော့ထင်ပါတယ်ခုပြောချင်တာကဒီစိုင်းမှုဖန်လေးတွေပေါ့နော်ဟိုတချင်းတစ်ပုတ်ဆိုရင်မှန်တယ်ဟုတ်တယ်ဟိုစိုင်းမှုဆိုမှတို့ကတိတာလေစိုင်းမှုအားပေးပြီးတော့နော်စိုင်းမှုဆိုမှစိုင်းမှုတဲ့တစင်ဒီတချင်းကိုတိတာပေါ့နော်စိုင်းမှုဆိုမှတိတဲ့အထီတော့မှန်တယ်ပေါ့နော်ဒါပေမဲ့စိုင်းမှုဆိုလို့ဒီချင်းကပေါက်သွားတာမဟုတ်ဘူးနော်ရှေ့မှာရိုင်းအောင်လိုမျိုးပဲလက်ရှင်အောင်ဆိုတာတကယ်မှဂန်နဝင်တေးစရာကြီးမျိုးဝချင်းရေးထားတယ်နော်ဒီတချင်းကိုပေါ့နော်ပြည့်တိဆိုတော့ပြီးဒီလာဖေဆိုတဲ့နောက်ကျော်တော့အစ်စ်ပေါ့နော်ဒီမှာကျွန်တော်ဗီဒီယိုထဲမှာလည်းပါတယ်လွှမ်းမိုးဆိုထားတယ်နော်ကိုမင်းအောင်ဆိုတယ်ကိုမင်းအောင်လည်းမိုက်တယ်နော်မိုက်တယ်ဆိုပေမဲ့ဒီဟိုအတန်ကောင်းတာနဲ့တချင်းနဲ့လိုက်ဖက်မှုနဲ့မှာကြတော့ခုနကဆရာမန်းလေးသိန်းဆိုတာပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်ကတော့ကျွန်တော်personal ရပေါ့နော်အဲ့လိုလေးပြင်ပါတယ်ဝင်းတွေကိုကျွန်တော်တို့ကဘယ်လိုဖြစ် respect ထားရမယ်နော်ဆိုတော့ဆိုလိုကြီးဒီလာဖေကိုကျွန်တော်နှိုင်းရှင်းဝေဖန်ခြင်းမပြုပါဘူးနော်ဒါကြောင့်မလို့ဒီဟိုကိုမင်းသားလေးကိုလည်းအားပေးတာပေါ့နော်ဒီမူရင်းဆိုတော်ကြီးလည်းမထိကြိုက်ဖို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုလောက်ဆိုရင်စိုင်းမိုးနဲ့ဒီတခြားဆိုတော်ကြီးနဲ့ပေါ့နော်ဘာကွာလေးဆိုတာလည်းတည်သွားပြီထင်ပါတယ်ကျွန်တော်ရဲ့ view ဟာတွေနော်စိုင်းမိုးရဲ့ပရိသတ်တွေရှားပရိသတ်တွေအမြင်နဲ့လည်းဘယ်လိုမျိုးကွာလဲဒီအဆိုတော်ရဲ့မှာပဲဆိုတော့ပိုကောင်းလဲဆိုတာကိုကျွန်တော် comment လေးမှာ share ပေးထားပါနော်အားလုံးကျေးဇူးတင်ပါတယ်